ပရိသတ်တို့အနေနဲ့ကောင်းကင်ဘော်ကနေပြီးတော့ပြုတ်ကျလာတဲ့ထူးထူးဆန်းဆန်းအရာတွေကိုမြင်ပူကြပါသလားဒါကတော့ blue ice လို့ခေါ်တဲ့အပြာရောင်ရေခဲဆိုတာကတော့ခရမ်းရမ်းပြောရရင်လူမစင်ပဲဖြစ်ပြီးတော့လေရင်ပေါ်ကမစင်လို့တောင်မှပြောလို့ရမှာပဲဖြစ်ပါတယ်အများအပြားကတော့လေရင်ပေါ်မှာပါတဲ့အမိုက်တွေနဲ့စွန့်ပစ်ပစ္စည်းတွေဆိုတာကတော့လေရင်ရနာချိန်မှာစွန့်ပစ်ကြတာပဲဖြစ်ပါတယ်2018ခုနှစ်မှာဆိုရင်တော့ဖြင့်လေရင်ကအမှားယွင်းတစ်ခုဖြစ်ပြီးတော့လူညစ်ကြေးတွေကိုထည့်ထားတဲ့ကန်ကြီးဟာပွင့်သွားခဲ့ပြီးတော့မြေပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်အိန္ဒိယနိုင်ငံရဲ့ရွာလေးတစ်ရွာကိုပြုတ်ကျသွားခဲ့တာပဲဖြစ်ပြီးတော့ဒီရေခဲတုံးတွေဟာဆိုရင်တော့တစ်ခုကို22ပေါင်လောက်လေပြီးတော့လူထိရင်တေစီနန်လောက်မှတေးကြပါတယ်။ဒါရီမကသေးပဲနဲ့1996 2003ခုနှစ်တို့တုန်းကလည်းဒီလိုမျိုးဖြစ်ပျက်တွေဖြစ်ခဲ့ပူပြီးတော့တင်တာလေရင်စီးနေရင်နဲ့နောက်တစ်ချိန်အိမ်သာတက်မယ်ဆိုရင်တတိထားဖို့အတွက်ကိုကျွန်တော်ကတော့မှားကျင်ပါတယ်ဗျာ။အခုဖြစ်ပျက်လေးကိုတင်ပြပေးရမယ်ဆိုရင်တော့ဖြင့်ကောင်းကင်ဘော်ကနေပြီးတော့ရုတ်တရက်ပြုတ်ကျလာတဲ့လင်းတို့အုပ်လိုက်ကြီးပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ငယ်လောက်တုန်းကပဲဩစတြေးလျနိုင်ငံမှာဖြစ်သွားခဲ့တာပဲဖြစ်ပြီးတော့အပူချိန်တွေကတော့မတရားမြင့်တက်လာပြီးတဲ့နောက်မှာအပင်တွေမှာနေထိုင်တဲ့လင်းတို့အကောင်ကြီး200ကျော်ကရုတ်တရက်ဆိုသလိုပြုတ်ကျလာခဲ့တာပဲဖြစ်ပြီးတော့ပြည်သူတွေကလင်းတို့တွေကိုကိုကြီးကယ်ဆယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့လည်းအတော်များများကတေဆုံးနေပြီဖြစ်ပြီးတော့ကယ်ဆယ်ရေးအဖွဲ့တွေကလည်းရှင်တန်နေတဲ့လင်းတို့တွေကိုအတက်နိုင်ဆုံးအလင်းမြိုင်လိုက်လက်ကယ်ဆယ်ခဲ့ပြီးတော့ပြည်သူတွေကိုတော့ထိခိုက်ခြင်းမရှိဘူးလို့လည်းသိရပါတယ်။နောက်တစ်ခုပြောပြပေးရမှာကတော့ရေခဲနေတဲ့ပုတ်တင်ညိုတွေပဲဖြစ်ပါတယ်။2020ခုနှစ်အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့တောင်ကြီးဖြစ်နေတဲ့ပုတ်တင်ညိုတွေကကောင်းကင်ဘော်ကနေပြုတ်ကျလာခဲ့ပါတယ်